မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဒုက္ခနိဗ္ဗာန်ကနံပါတ်233ဝိကန္နကဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့စီတီတစ်ပြေစုဝေးလာရောက်သောငါတို့ကိုစားတော့ခုံမြင်၍မြားစုဝင်ခံရသောမိကြောင်အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင်နတ်လူတို့၏ဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေတဝန်ကျောင်း၌တရင်သုံးတော်မူစဉ်ကာမဂုဏ်ကြောင့်တာရဏတော်မှငင်းငွေပြင်းရသောယဟန်တစ်ပါးရှိလေ၏ထိုယဟန်ကိုယဟန်တို့သည်မြတ်စွာဘုရားထံဆောင်ယူ၍သွားကထိုအကြောင်းကိုလျှောက်ထားကြသဖြင့်တည်တော်မူလျင်จิตตယဟန်ကာမဂုဏ်မြည်သည်ကအရွက်မရှိသောမြားနှင့်တူသည်တစ်ကြိမ်စိတ်နှလုံး၌တရားရသည်ရှိသောအရွက်မရှိသောမြားကဲ့သို့စုဝင်တတ်သည်ရွယ်မရှိသောမြားသည်မိကြောင်းကိုစူး၍တေစေဘူးပြီဟုမိတ်တော်မူကာအောက်ပါအသိဆက်ကိုစောင်းတော်မူသည်လွန်လေပြီးသောအခါဗာရဏတိပြည်ဝဲဖျားလောင်းသည်တရားတစ်ဖြစ်မင်းပြုသည်ရှိသောတနေ့တ၌ဥယျင်တော်တို့ထွက်၍ကစားရာရီကန်နာတို့ရောက်လေ၏ကချီတဲ့တချင်းတဲ့တို့သည်ကခုံသည်ဆိုကုန်လက်သောရီကန်၌ရှိသောငါးလိတ်တို့သည်တချင်းတန်၌တက်ဆွန်းကြသောကြောင့်ဆွယွန်းကမင်းကြီးနှင့်အတူတကွလိုက်ကြကုန်၏မင်းကြီးသည်ငါတို့ကိုမြင်လျင်ငါတို့သည်ငါနှင့်အတူတကွဘဲကြောင့်လိုက်ကြသည်နည်းဟုအမတ်တို့ကိုမေးလျင်အမတ်တို့သည်အရှင်မင်းကြီးကိုခစားကြသည်ဟုလျှောက်ထားကြကုန်၏မင်းကြီးသည်နှစ်သက်၍ငါတို့အားသမင်းဝတ်ကိုတည်စေ၏နေ့တိုင်းတဲ့အံပနာမြသောဆံကိုချက်၍ကြွေးကြရကုန်၏သမင်းကြွေးသောအခါတချို့ငါတို့သည်လာကုန်၏တချို့ငါတို့သည်မလာကုန်ထို့အတွက်သမင်းသည်ပျက်စီးလေ၏ထိုအကြောင်းကိုမင်းကြီးအားလျှောက်ထားလေလျင်မင်းကြီးသည်သမင်းကြွေးသောသူတို့အားသမင်းကြွေးသောအခါစီကိုတီးကြရမည်စီတံအမှတ်ဖြင့်ငါတို့စီဝေးသောအခါကြွေးကြရမည်ဟုအမိန့်ပေးလေ၏မင်းချင်းတို့လည်းမင်းကြီးအမိန့်အတိုင်းပြု၍ကြွေးကြရကုန်၏အဘနာဟုဒီကတဆက်တစိဝင်သောအဘနာဟုခေါ်သောဇလားတစ်ခုဖြစ်သည်စီတံဖြင့်ငါတို့စီဝေးစေ၍စားကုန်လက်သောမိချောင်းတကောင်သည်လိုက်လက်၍ငါတို့ကိုစားလေ၏မင်းချင်းတို့လည်းငါတို့ကိုမိချောင်းတကောင်လာ၍စားကြောင်းကိုလျှောက်ထားကြပြန်လျင်မင်းကြီးသည်မင်းချင်းတို့အားအမောင်တို့မိချောင်းလာသောအခါအရွက်မသက်သောမြားဖြစ်ပြည့်၍ဖမ်းကြကုန်ဟုအမိတ်ပေးလေ၏မင်းချင်းတို့လည်းလှေ၌စီး၍မိချောင်းလာသောအခါအရွက်မသက်သောမြားဖြစ်ပြည့်ကြ၏မြားသည်မိချောင်းကိုမှန်၍ကြောတွင်စွန့်ဝင်လေ၏မိချောင်းလည်းပြင်းထန်သောဝေဒနာတို့ရောက်၍မြားတန်းလန်းနှင့်ပြေးလေ၏မင်းချင်းတို့သည်မိချောင်းကိုမြားစုသည်ကိုသိလျင်မိချောင်းကိုခေါ်၍ဟဲမိချောင်းတင်ကားစင်စစ်တစ်ဖြစ်ပြေးလိုရာသို့ပြေးနိုင်၏ဤရက်၌အရွက်မတတ်တော်များသည်တေးဤကြောတွင်စွန့်ဝင်လေ၏တင်ကားလျက်ပေါ်လော်လေကသမင်းစားလာသောငါတို့ကိုလိုက်၍စားသောကြောင့်ကောင်းစွာတိမှုတ်၍ကျွေးအပ်သောသမင်းသည်တင့်ကိုတက်ပြီး၏ဟုပြောဆိုကြကုန်၏မိကြောင်းလည်းမိမိနေရာတို့သွားကအသက်ကုန်ခြင်းတို့ရောက်လေ၏မြတ်စွာဘုရားသည်ဖျားဖြစ်တော်မူသောအခါအတိတ်ဖြစ်သောဤတို့သောအကြောင်းကိုပြတော်မူပြီး၍ယဟန်တို့ငါတို့ကိုလိုက်၍စားသောမိကြောင်းသည်ပျက်စီးခြင်းတို့ရောက်တဲ့ကဲ့သို့ထို့အတူကာမဂုဏ်၅ပါး၌ကြာရောက်၍ကိလေသာ၏အစွမ်းဖြင့်စိတ်အလိုတို့လိုက်တော်သူကဆွေမျိုးအပေါင်းတို့အလေတွင်ပင်မဆင်းရဲရ၏ဟုဟောတော်မူ၏ဤတေတနာတော်ကိုဟောတော်မူပြီး၍တစ္ဆာကိုပြတော်မူသည့်အဆုံး၌နင်းဝဲပြင်းရသောယဟန်သည်တောတပတိဖို့၌တည်လေ၏ဤတို့လျင်မြတ်စွာဘုရားသည်အတိတ်ပိစုပန်နတန်သောဝတ္ထုတို့ကိုနုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါမိကြောင်းသည်ယခုအခါဒေဝတငါအပေါင်းသည်ဘုရားပရိသတ်ဗာရဏတိမင်းသည်ယခုအခါငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ဝိကန္နကဇက်တော်ဤတွင်ပြီးအခုလိုဖတ်ပြခွင့်ရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်နားထောင်ပေးကြသူများအားလုံးနှလုံးစိတ်ဝင်ငြိမ်းချမ်းကြပါစေ